Hello အခုတခါ sharing လုပ်ပေးမှာက cutting unit list ပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ဒီမှာဆိုရင်ဒီ Excel ထဲမှာဆိုရင်ထပ်နေတဲ့ data တွေရှိရပါတော့အဲ့ထပ်နေတဲ့ဟာတွေထဲမှာတူညီတဲ့ဟာတစ်ခုစီပဲယူမယ်ဆိုတဲ့ဟာမျိုးပေါ့နော်မထပ်ဖက်နဲ့တစ်ခုစီပဲယူမယ်ဆိုတဲ့ဟာမျိုးကိုလုံနည်းဖြစ်ပါတယ်ဘယ်လိုမျိုးလုပ်မလဲဆိုရင်ဥပမာဒီ table data တွေရှိတဲ့နေရာမှာ cursor လေးချပါเนาะပြီးရင် data tab ကိုသွား data tab ကိုသွားပြီးရင် filter မဟုတ်ဘဲနဲ့ advanced filter ကိုရွေးလိုက် advanced filter ကိုရွေးလို့ရှိရင် तू ကလေ filter the list in place ဆိုတာကအခုလက်ရှိနေရာမှာပဲ filter လုပ်လိုက်မလားပေါ့ तू အဲ့လိုမျိုးပြောတာပြီးရင်unit record only ဆိုရင်တော့ unit ဖြစ်နေတဲ့ record တစ်ခုကိုပဲယူမယ်ဆိုတဲ့ဟာမျိုးကဲလုပ်ကြည့်အောင်เนาะ unit record only ပဲယူမယ် okay လို့ပြောလိုက်မယ်အဲ့ဆိုရင်ထပ်နေတဲ့ဟာတွေမရှိတော့ဘဲနဲ့ဒီ unit record လေးပဲတည်တတ်ပေါ်လာပါเนาะဒီမှာဆိုရင်မြင်လိမ့်မယ် row တွေသူကလည်းသူ auto hide လုပ်ပေးထားပါเนาะအဲ့လိုမျိုးမဟုတ်ဘဲနဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့တခြားတည်တတ်တဲ့နေရာလေးမှာလိုချင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဘယ်လိုလုပ်မလဲဆိုရင် copy ကူးလိုက်မယ်ပေါ့ဒီ unit ဖြစ်နေတဲ့ record တွေကိုတခြားတဲ့နေရာလေးမှာ copy ကူးလိုက်မယ် copy ကူးလိုက်မယ်ဆိုတော့သူကလည်းသူ auto ပေါ်အောင်လုပ်မယ်ပေါ့နော်ဘယ်လိုလုပ်မလဲဆိုရင် advanced fader တွေကနေပြီးတော့ဒီမှာ copy to another location ရှိတယ်အခြားနေရာမှာ copy လုပ်မယ်ပြီးရင် copy to ကဘယ်မှာ copy လုပ်ချင်လဲလို့သူကမေးတယ်အဲ့ဆိုရင်ဒီမှာလေဒီမှာကိုလိုချင်တဲ့ဆဲကွက်ကလေးကို copy လိုချင်တဲ့နေရာလေးပေါ့ဒီ F column ဆိုရင်ဒီကနေစပြီးယူမယ်ဆိုရင်ဒီနားလေးမှာပေါ်စေချင်တယ်ဆိုရင် F ကိုရွေးလိုက်ပါတော့ပြီးရင် unit record only unit ဖြစ်နေတဲ့ record ကိုပဲလိုချင်တယ်ဆိုပြီးတော့ okay လို့နှိပ်လိုက်မယ် okay အဲ့ဆိုရင်သူ့ရဲ့ခုနကလိုမျိုး row တွေပါရင်လည်း hide တော့မဖြစ်သွားဘူး data တွေလည်းတည်တတ်ပေါ်လာတယ်ပေါ့နော်ဒါကတော့ filter ရိုးရိုး filter မဟုတ်ဘဲနဲ့ advanced filter တွေမှာဟိုလိုမျိုးတွေသွားလုပ်ကြမလို့ပဲねဒီတိုင်းကိုလိုချင်တဲ့ data လေးကိုခွဲထုတ်လိုက်တဲ့ဟာပေါ့နော်အသုံးတဲ့ဖို့အသုံးအများကြီးဝင်တယ်ပေါ့နော်ဒါလေးကို sharing လုပ်ပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်